အခုဆိုရင် Redmi ဖုန်းတွေက50 series ကအစုံထွက်လာပြီအဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာဒီ50 series တွေက budget ဖုန်းတစ်ခုဖြစ်တဲ့ Redmi 50C ကိုဝယ်ဖို့စဉ်းစားနေရင်ဒီဗီဒီယိုလေးကိုအရင်ကြည့်ပြီးမှဝယ်သင့်ဆုံးဖြတ်အခုဗီဒီယိုမှာ Redmi 50C series ဝယ်တဲ့ user တွေကိုပြောပြပေးမှာဖြစ်ပါတယ်ကိုကဒီ user တွေထဲမှာပါတယ်ဆိုရင်တော့ဒီဖုန်းလေးကကိုနဲ့တင့်တော်ပါတယ်ဝယ်လို့ရပါတယ်မပါဘူးဆိုရင်တော့နောက်ထပ်ဖုန်းတစ်လုံးကိုစဉ်းစားဖို့အကြံပေးချင်ပါတယ် Okay user နံပါတ်1ဖုန်းကိုဘက်ထရီအားအကြာကြီးသုံးခြင်းနဲ့ဘက်ထရီအားအကြာကြီးခံခြင်းနဲ့ဆိုရင် Redmi 50C series ကတင့်အတွက်အသင့်တော်ဆုံးပါပဲဘာလို့လဲဆိုတော့ဒီ 50C မှာဘက်ထရီအမီယာက6000တောင်ပါတာအဲ့တော့ TikTok Facebook YouTube တော့ပဲကြည့်မယ် social media တော့ပဲသုံးမယ်ဆိုတဲ့သူအတွက်ကတော့တနေ့ကုန်ကိုအားလုံးကသွင်းကြမလို့ပဲနဲ့အေးအေးဆေးဆေးသုံးလို့ရတယ် user နံပါတ်2ကိုယ့်ရဲ့ဖုန်းအသုံးပြုပုံက social media ပေါ်ကစာတွေဖတ်မယ်ဇာတ်ကားတွေကြည့်မယ်ဇာတ်ကားကိုလည်းကြာရှည်ကြာမျောကြည့်ခြင်းနဲ့ screen size ကြီးကြီးကိုလည်းလိုချင်တယ်ကိုယ့်ရဲ့မျက်လုံးက size သေးတာတွေနဲ့အဆင်မပြေဘူးဆိုတဲ့သူတွေနောက်တစ်ချက်ကလူကြီးမိဘတွေကိုကြော့မယ်ဆိုတဲ့သူတွေအတွက်ဒီ Redmi 50C ကအသင့်တော်ဆုံးဖုန်းတစ်လုံးဖြစ်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ screen size က 6.6 လက်မထိပါတဲ့အတွက်ကြောင့် tablet လောက်ကြီးလေ size ကြီးကြီးကင်ကြမလို့ဘူးဖုန်းတာမန်ဖုန်းထက်လည်း size ကကြီးပြီးသားအဲ့တော့မှန်မြန် size ကိုကြီးကြီးမားမားနဲ့အသုံးပြုခြင်းတဲ့သူတွေအတွက်ကဒီ 50C series ကအသင့်တော်ဆုံးဖြစ်ပါတယ် user နံပါတ်3ကိုယ့်ရဲ့ဖုန်းအသုံးပြုတဲ့ပုံစံက social media ကိုအဓိကထားပြီးတော့သုံးတယ် game ကိုတော့တာမန်လောက်ပဲစော့တယ်ဥပမာ game မှာလည်းအမျိုးအစားတွေအများကြီးရှိရယ်နော် Mobile Legends တို့ PUBG တို့စားတယ် file size တွေမြင့်တဲ့ game တွေကိုမစော့ဘူး online game တွေမစော့ဘူးကိုစော့တဲ့ game ကCandy Crush စော့တာမျိုးတို့ဘူပေါင်းလေးတွေဖောက်တာမျိုးတို့အဲ့လောက်လေးတွေပဲဆိုလို့ရှိရင်တော့ဒီ Redmi 50C ကဝယ်တဲ့ဖုန်းထဲမှာပါတယ်ဘာလို့လဲဆိုတော့ကိုက social media အသုံးပြုနေတဲ့သူဆိုရင်မှန်မြင်ဆိုင်လဲကြီးတယ်ဘက်ထရီအားလဲလက်ခံတယ်ဒါပေမဲ့ကိုကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ game ပိုင်းကိုတီးတန့်ဆိုလို့ရှိရင်တော့ Redmi 50C က game ဆော့ဖို့အတွက်ဆိုရင်တော့အဆင်ပြေဖို့ရာနည်းတယ် game ဖုန်းမဟုတ်တဲ့အတွက်ကြောင့်မလို့ file size ကြီးတဲ့ game တွေဆိုရင်လေးသွားတာမျိုးထစ်သွားတာမျိုးတွေရှိတတ်တယ်အဲ့တော့ကိုယ့်ရဲ့အသုံးပြုပုံက social media ဘက်ကိုပဲဦးတည်တယ်ဆိုရင်တော့ဒီဖုန်းလေးက budget ဖုန်းတစ်လုံးအနေနဲ့အထူးသင့်တော်ပါတယ် user နံပါတ်4 model မျက်နှာလဲကိုင်ခြင်းနဲ့ဖုန်းကို budget လဲချွေတာခြင်းနဲ့ဆိုတဲ့သူတွေအတွက်ကတော့အထူးသင့်တော်တဲ့ဖုန်းလေးတစ်ခုပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီ 50 series မှာ budget ဖုန်းဆိုတဲ့ခေါင်းစဉ်အောက်မှာ 50C ရှိတယ်။မှန်လဲရုပ်ထွက်ကြီးကလည်းစိုးတောက်နေရလဲမဟုတ်ဘူး game လဲဆောလို့မကောင်းမူလီမူလာများနေတဲ့သူမျိုးမဟုတ်ဘူးကိုကဖုန်းရရင်ပြီးရော model လဲမြင့်ရမယ်ဈေးနှုန်းလဲချိုတာရမယ်အဲ့လိုမျိုးနှစ်ချက်ကိုဥတီပြီးတော့ရွေးတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ 50C series ကနှစ်ခါပြန်ပြီးတွေးစရာမလိုပဲနဲ့ဝယ်တဲ့ဖုန်းပါအဲ့တော့ဈေးနှုန်းအပြင်ဆိုလို့ရှိရင်တော့ 50C series က9သိန်းဝန်းကျင်မှာရှိတယ် user အနေနဲ့ကဖုန်းကိုတအားကြီးမထူဘူးဆိုတဲ့သူတွေအတွက်ကတော့အသစ် series မှာတော်တော်လေးကိုတင့်တော်တဲ့ဖုန်းလို့ပြောလို့ရတယ်ဒါပေမဲ့ user ကကင်မရာကလည်းလှနေမှကြည်နေမှရှင်းနေမှ game ဆိုလို့ရှိရင်လည်းစော့ရတာတော်တော်လက်ပရှိနေမှမှန်မြင်ကလည်းရုပ်ထွက်ကလည်းကြည်တောက်ရှင်းဆိုရွှဲဆိုဆက်နေမှအဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီ 50C series ကရွေးချယ်တဲ့ဖုန်းမဟုတ်ဘူးစောစောပြောခဲ့တဲ့အတိုင်းပဲကိုက social media ကိုအဓိကထားပြီးတော့သုံးတဲ့လူကြီးသူမသုံးတဲ့ဖုန်းလိုမျိုးအခုမှစသုံးမဲ့ចောင်းသားလူငယ်သုံးတဲ့ဖုန်းလိုမျိုးဖုန်းကိုဖုန်းလိုပဲသုံးတဲ့သူလိုမျိုးဆိုရင်တော့ဒီ 50C series ကဝယ်တဲ့ဖုန်းထဲမှာပါပါတယ်ရှင်ဗီဒီယိုလေးတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုကနေတခုခုရမယ်လို့ယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်